တစ်တိုင်းနဲ့ဘယ်တော့မှမဟုတ်ဝေးအဲ့ဒီကောင်ဟာဒီမောညီမလေးတို့မြောက်ကဟာဒီမောတော့ညီမလေးတို့မွေးထားတဲ့ဒီကလေး၃ယောက်ကိုဘယ်သူမှထိမှာတော့ဟမ် ကိုကြီးရလဲအဲ့ဒါကိုကြီးရောက်ပါအောင်မြောက်ပေးလို့လေအဲ့လေထွက်လာမဟုတ်လားကိုကြီးပဲထိလိုက်ဖို့လို့ အောင်မငါအမြန်ဖြောက်ပေးရတယ်ရှိသေးတယ်ယောက်ကမင်းကငါကူညီတာလေကွာမင်းခုမှငါ့ကိုကျေးဇူးကမ်းတာ ဂျေဆုကနာပေါ့ပါဘူးကိုကြီးကျွန်တော်မှာဂျိုင်းစတော့ပြတ်သွားလို့နည်းနည်းတော့ညပါအောင် ဟာ ဟိုမှာတော့ရကြီးမားတစ်ပိုက်ကိုစက်တော့ပြက်တယ် အိမ်ထောင်ရေးဒုက္ခပြည်စုံကိုကြားရိုင်းကိုတောက်ကြစို့ ကြားရိုင်းမှာအတောက်ပုံစံနဲ့အမုတ်ပုံစံဆိုပြီးနှစ်မျိုးရှိပါတယ် ကြားရိုင်းဘယ်လောက်စွမ်းလဲကျွန်တော်ရောက်ပါတက်တည်နေတယ် ကြား